ဒီနေ့မှာတော့လူတိုင်းအတွက်အလွန်အရေးကြီးပြီးတော့ခန္ဓာကိုယ်ရဲ့ကျန်းမာရေးကိုထိန်းသိမ်းပေးတဲ့ဗိုက်တာမင် D အကြောင်းကိုအပြည့်အစုံဘုသူတာဝေမျှတော့မှာဖြစ်ပါတယ်။အယိုးသွားနဲ့ကြွက်သားတွေတတ်မှစေဖို့အတွက်မရှိမဖြစ်ဖြစ်တဲ့ဒီဗိုက်တာမင် D လေးချို့တဲ့သွားရင်ဘာတွေဖြစ်နိုင်လဲ။ချို့တဲ့မှုရဲ့နောက်ဆက်တွဲပြဿနာတွေကဘာတွေလဲ။ပြီးတော့ဘလို့ကာကွယ်ကုသရမလဲဆိုတဲ့အကြောင်းအရာတွေကိုပြောပြတော့မှာဖြစ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်မကတော့ဩစတြေးလျနိုင်ငံမှာအလုပ်လုပ်ကိုင်နေတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပြောရမယ်ဆိုရင်ဗိုက်တာမင် D ဆိုတာဘာလဲဘာကြောင့်အရေးကြီးတာလဲဗိုက်တာမင် D ရဲ့အဓိကတာဝန်ကခန္ဓာကိုယ်ကကယ်လ်ဆီယမ်နဲ့ဖော့စဖရပ်ကိုဥသိမ်းကနေစုပ်ယူနိုင်ဖို့ကူညီပေးတာဖြစ်ပြီးတော့ဒါမှသာကျန်းမာသမားတဲ့အယိုးတွေနဲ့ကြွက်သားတွေကောင်းကောင်းအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်အဲ့ဒါအပြင်ဗိုက်တာမင် D ကအာယုံကြောစနစ်နဲ့ကိုယ်ခံအားစနစ်တွေမှာလည်းပါဝင်တဲ့အတွက်ကြောင့်ကိုယ်ခံအားတွေအာယုံကြောစနစ်တွေကိုလည်းကောင်းစေပြီးတော့စိတ်သက်သာခြင်းကိုလည်းကာကွယ်ပေးနိုင်ပါတယ်။ဗိုက်တာမင် D ကိုဘယ်ကရနိုင်လဲဆိုရင်သူ့ရဲ့အဓိကအရင်းမြစ်ကနေရောင်ခြည်ဖြစ်ပါတယ်။အဲ့ဒီအတွက်ကြောင့်အရန်ကိုပဲပေါ်ပေါ်တည်တည်ရတဲ့ဗိုက်တာမင် D လေးပါအကုန်ကြမများပါဘူး။ဒါအပြင်အချို့သောအစားအစာတွေအထူးသဖြင့်ဖြည့်ဆွတ်ထားတဲ့အစားအစာတွေနဲ့ဖြည့်ဆွတ်ဆေးတွေကနေပြီးတော့လည်းရရှိနိုင်ပါတယ်။ဗိုက်တာမင် D ကိုရရှိနိုင်တဲ့အရင်းမြစ်၃ခုကိုပြောပြသွားတဲ့အခါမှာသူ့ကိုချို့တဲ့စေတဲ့အကြောင်းရင်းကလည်းအဓိက၃ခုရှိပါတယ်။ပထမအချက်အနေနဲ့ခန္ဓာကိုယ်ကနေပြီးတော့ဗိုက်တာမင် D လုံလောက်စွာမထုတ်လုပ်နိုင်တာအဲ့ဒါမျိုးတွေကနေရောင်ခြည်နဲ့ထိတွေ့မှုနည်းတဲ့သူတွေအမြဲတမ်းအိမ်တွင်းမှာနေနေတဲ့သူတွေဖျားနာပြီးတော့လှုပ်ရှားမှုနည်းပါတဲ့သူတွေဒါမှမဟုတ်ရင်ခန္ဓာကိုယ်ကိုအဝတ်စားတွေနဲ့လုံခြုံစွာဖုံးအုပ်ထားတဲ့သူတွေပေါ့နော်အသက်ကြီးလာတဲ့အခါမှာလည်းနေရောင်ခြည်ကနေပြီးတော့ဗိုက်တာမင် D ထုတ်လုပ်နိုင်စွမ်းကကျဆင်းလာတယ်အသားမဲတဲ့အရေပြားကလည်းဗိုက်တာမင် D ထုတ်လုပ်နိုင်စွမ်းကပို့ပြီးတော့နှဲသွားတာပေါ့နော်ဆေးဝါးတွေတချို့သောဆေးတွေဥပမာဖင်နဒိုင်းနဲ့ HIV ဆေးဝါးတချို့တောက်သုံးနေသူတွေအသည်းနဲ့ကြောက်ကပ်မှာယောဂရှိရင်ဗိုက်တာမင် D ကိုအသက်ဝင်အလုပ်လုပ်တဲ့ပုံစံအဖြစ်ပြောင်းလဲနိုင်စွမ်းကိုထိခိုက်စေပါတယ်ဒုတိယအချက်အနေနဲ့ကအစားအစာကနေပြီးတော့လုံလောက်စွာမရရှိတာအထူးသဖြင့်ဒါကိုတသက်လို့စားသုံးနေသူတွေမှာတွေ့ရတတ်ပါတယ်။ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့တသက်လို့အစားအစာတွေမှာဗိုက်တာမင် D ပါဝင်မှုအလွန်နည်းပါးတာကြောင့်ဖြစ်ပါတယ်။ပြောမယ်ဆိုရင်ဗိုက်တာမင် D အဓိကပါဝင်တဲ့အစားအစာတွေကအဆီများတဲ့ငါးကြက်ဥအနှစ်အသေးဗိုက်တာမင် D ဖြည့်စွတ်ထားတဲ့နှုတ်ဒါမှမဟုတ်ရင်margarine ပေါ့နော်အဲ့တော့အထူးသဖြင့် vegan တွေမှာပို့ပြီးတော့ဗိုက်တာမင် D ချို့တဲ့တာမျိုးကိုတွေ့ရှိရပါတယ်တတိယအချက်အနေနဲ့ကကိုယ်ဝန်ဆောင်တဲ့နိုးတိုင်းမိခင်တွေမှာဗိုက်တာမင် D လိုအပ်ချက်တိုးလာတဲ့အတွက်ကြောင့်သူတို့တွေမှာလည်းဗိုက်တာမင် D ချို့တဲ့တာတွေကိုတွေ့ရတတ်ပါတယ်ဗိုက်တာမင် D ချို့တဲ့လာရင်ဘာတွေဖြစ်နိုင်လဲလူအများစုမှာလက္ခဏာသိမ့်မပြတတ်ပေမဲ့ပြင်းထန်လာရင်တော့ကလေးတွေမှာအယိုးတွေမှာနှာကျင်တာမျိုးတွေကြွက်သားအားနေတာအယိုးပြော့ယောဂ rickets တွေဖြစ်တာကြီးထွားမှုနှေးကွေးတာသွားပေါက်နောက်ကျတာတွေဖြစ်တတ်ပါတယ်ဆိုးလာရင်တော့သွေးတွင်းကယ်လ်ဆီယမ်တွေပါအလွန်နည်းလာပြီးတော့ကြွက်တက်တာမျိုးတွေဖြစ်တတ်တယ်အသက်ရှူရခတ်တာမျိုးတွေရှားပပပေါ့နော်နှလုံးကြွက်သားအားနေတာတွေဖြစ်လာနိုင်ပါတယ်လူကြီးတွေမှာကောဘာတွေဖြစ်လာနိုင်လဲဆိုတဲ့အခါကျတော့သူကအယိုးနဲ့ပတ်သက်တဲ့ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်တယ်ပေါ့နော်အယိုးတိတ်တိစားကျဆင်းတာတွေအယိုးပါတယ်အယိုးပြော့တယ်အယိုးကျိုးနိုင်ခြေတွေကလည်းတိတိတတ်တာမြင့်တက်လာတယ်အဲ့ဒါတွေအပြင်ပင်မနွမ်းနေတာတွေကိုလက်ကိုက်ခဲတာတွေကြွက်သားအားနေတာတွေစိတ်သက်ကြတာတွေဒါမျိုးတွေဖြစ်လာနိုင်တယ်ပေါ့နော်ဗိုက်တာမင် D ချို့တဲ့မှုကစီချိုယောဂနှလုံးသွေးကြောယောဂတချို့သောကင်ဆာတွေနဲ့အယ်ဇိုင်းမာယောဂတို့လိုနာတာရှည်ယောဂတွေနဲ့လည်းဆက်စပ်မှုရှိတယ်လို့သုတေသနတွေကဖော်ပြထားပါတယ်အဲ့တော့နားထောင်ကြည့်မယ်ဆိုရင်ဗိုက်တာမင် D ကအင်မတန်ကိုမှအရေးပါတဲ့ဗိုက်တာမင်တစ်မျိုးပေါ့နော်ဒါပေမဲ့အရာအလုံးကတန်ဆေးလွန်ပေးဖြစ်တဲ့အတွက်ကြောင့်ဗိုက်တာမင် D တွေများလာတဲ့အခါမှာကောခန္ဓာကိုယ်မှာဘယ်လိုဆိုးကျိုးတွေရှိလဲဆိုတာကိုဆက်ပြီးတော့နားထောင်ကြည့်ပေးပါဦးနော်ဒီလိုယောဂလက္ခဏာတွေရှိနေတယ်ဒါမှမဟုတ်ရင်ကိုယ်မှာ risk factor တွေရှိနေတယ်ဆိုရင်အလွယ်တကူသွေးစစ်ခြင်းဖြင့်သိရှိနိုင်ပါတယ်
ဒီလိုယောဂလက္ခဏာတွေရှိနေတယ်ဒါမှမဟုတ်ရင်ကိုယ်မှာ risk factor တွေရှိနေတယ်ဆိုရင်အလွယ်တကူသွေးစစ်ခြင်းဖြင့်သိရှိနိုင်ပါတယ်ဒီလိုယောဂလက္ခဏာတွေရှိနေတယ်ဒါမှမဟုတ်ရင်ကိုယ်မှာ risk factor တွေရှိစစ်ကြည့်လိုက်လို့ချိုးတဲ့နေပြီဆိုပါတော့ဒါဆိုရင်ဘာလုပ်လို့ရလဲဆိုတဲ့အခါကျတော့အဓိကကုသမှုကတော့ vitamin D ဖြည့်စွက်ဆေးတွေတောက်သုံးခြင်းပဲဖြစ်ပါတယ်အဲ့လိုတောက်တဲ့အခါမှာချိုးတဲ့မှုကပြင်းထန်နေတယ်ဆိုရင်ပုံမှန်အဆင့်ကိုလင်းလင်းမြန်မြန်ရောက်ဖို့အတွက်ပမာဏများတဲ့ဆေးကိုယာယီတောက်သုံးဖို့လိုအပ်ပါတယ်ပုံမှန်အဆင့်ရောက်ပြီဆိုရင်နောက်ထပ်မချိုးတဲ့စေဖို့အတွက်တချို့လူတွေမှာတော့ရေရှည်မှာပုံမှန်ပမာဏကိုဆက်လက်တောက်သုံးနေရတာမျိုးရှိတတ်ပါတယ်အထူးသဖြင့်သူတို့မှာက modify လုပ်လို့မရတဲ့ risk factor တွေဆက်ပြီးရှိနေအောင်မယ်ဆိုရင်ပေါ့နော်ဒီနေရာမှာတခုပြောချင်တာက vitamin D ကအဆီမှာပျော်ဝင်တဲ့ vitamin ဖြစ်တဲ့အတွက်ကြောင့်ခန္ဓာကိုယ်မှာတိုးလောင်ထားနိုင်ပါတယ်အဲ့ဒီအတွက်ကြောင့်လူတွေကနေ့စဉ်မတောက်ရလဲပြဿနာမရှိပါဘူးကုသရေးကိုပြောပြီးသွားပြီဆိုတဲ့အခါကျတော့ကာကွယ်ရေးလေးကိုပြောကြအောင်ပေါ့နော်အဲ့တော့တဘာဝကပေးထားတဲ့လက်ဆောင်အနေနဲ့ကတော့နေရောင်ခြည်နဲ့ထိတွေ့တာပဲအသားဖြူတဲ့သူတွေမှာနေရောင်ခြည်နဲ့မိနစ်20-30ခန့်မျက်နှာလက်ဖြံတွေကိုဓာတ်ရိုက်ထိတွေ့ပေးခြင်းအပြင်လုံလောက်တဲ့ဗိုက်တာမင် D ကိုရရှိနိုင်ပါတယ်ဒါပေမဲ့အရာရာတန်စီးလွန်ပေးပါနေလောင်တာတွေအရေးပြားကန်စာဖြစ်နိုင်တာတွေကိုလည်းသတိထားရပါမယ်ဒုတိယအချက်အနေနဲ့ကတော့နေရောင်ခြည်ရရှိမှုနည်းတဲ့နေရာတွေမှာနေထိုင်နေဒါမှမဟုတ်ရင်နေရောင်ခြည်ရရှိဖို့အခွင့်အလမ်းနေတယ်ဒါမှမဟုတ်ရင်တခြား risk factor တွေရှိနေတယ်ဆိုရင်ပေါ့နော်တနေ့ကို10 microgram layer unit ပေါ့နော်ပုံမှန်တောက်သုံးရင်လုံလောက်တယ်လို့လည်းအကြံပြုထားကြပါတယ်အစီများတဲ့ငါးတွေဖြည့်စွတ်ထားတဲ့နို့တွေ cereal တွေကိုပို့ပြီးတော့စားတောက်ပေါ့နော်ဒါလေးကိုအထူးမှာကျင်ပါတယ်အလွန်ကြုံတောက်သုံးတာကိုရှောင်ပါအကြံပြုထားတဲ့ပမာဏထက်ပိုတောက်တယ်ဆိုရင်ဗိုက်တာမင် D အဆိပ်သိမ်ခြင်းကိုဖြစ်စေနိုင်ပါတယ်သွေးတွင်းကကယ်လ်ဆီယမ်တွေလည်းမြင့်တက်လာပြီးတော့ကြောက်ကပ်ပြဿနာတွေဖြစ်စေနိုင်ပါတယ်မြင့်မားတဲ့ပမာဏတွေ high dose တွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲနဲ့မတောက်သုံးသင့်ပါဘူးနှလုံးရောဂါဆေး digoxin ဒါမှမဟုတ်ရင်သွေးတိုးကျဆေး thiazide diuretic တွေတောက်သုံးတဲ့သူတွေဒါမှမဟုတ်ရင်ကြောက်ကပ်အသေးရောဂါရှိတဲ့သူတွေနဲ့ဆေးတောက်သုံးခြင်းမပြုခင်မှာဆရာဝန်နဲ့တိုင်ပင်သင့်ပါတယ် supplement ပဲဆိုပြီးတော့အလွယ်တကူဝယ်တောက်လိုက်တာမျိုးတွေမလုပ်ပါနဲ့ဗိုက်တာမင် D ချို့တဲ့မှုကတိတ်ပြီးတော့သတိမထားမိပေမဲ့ကျန်းမာရေးကိုကြီးမားစွာထိခိုက်စေနိုင်တဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ဒါကြောင့်နေရောင်ခြည်ကိုလုံလုံလောက်လောက်ခံယူမယ်လိုအပ်တဲ့အချိန်မှာဖြစ်စစ်စေတောက်သုံးခြင်းဖြင့်အယိုကြွက်သားနဲ့ကိုယ်ခံအားစနစ်ကိုတန်မာအောင်ထိန်းသိမ်းနိုင်ကြပါစေလို့တိုက်တွန်းရင်The Audible Mind ကနေပြီးတော့နှုတ်ခွန်းဆက်တာလိုက်ပါတယ်အချိန်ပေးပြီးတော့ကြည့်ရှုပေးတာကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်အတွေ့အမြင်သစ်လေးနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်ဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်ဆိုရင် like share နဲ့ subscribe လေးလုပ်ပေးဖို့လည်းတိုက်တွန်းလိုက်ပါတယ်သိချင်တာလေးရှိရင်လည်း comment မှာရေးသွားလို့ရပါတယ် bye